ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Nice Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ပရိသတ်ကြီးတို့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့မကောင်းဆိုးဝါးတစီမရဲ့လှည့်စားတာကိုခံလိုက်ရတဲ့ဗရောက်တန်းရွာသားတွေအကြောင်းပဲဖြစ်ပါရစေအားလုံးစံသင်ဖြစ်ပြီးဆိုရင်ကျမတို့ရဲ့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ကြရအောင်ပါရှင်ဇာတ်လမ်းလေးရဲ့အဆောင်မှာတော့လူတစ်ယောက်ခြေအောင်ထုံနေနဲ့ကြောက်လန့်တကြားပြေးနေတာကိုတွေ့ရမှာပါအဲ့လူကြီးကတစုံတစ်ခုကိုကြောက်လန့်နေတဲ့ဟန်နဲ့ခြေအောင်နာနေတဲ့ကြားနေထွက်ပြေးနေပုံရပါတယ်တိတ်မကြလိုက်ခင်မှာပဲအဲ့လူကြီးပြေးနေတဲ့ရှိကနေအနဲ့ရောင်အခုံငွေတွေထွက်ပေါ်လာပြီးတော့အခုံငွေတွေခြားရဲကနေမိမငယ်လေးတောက်ထွက်ပေါ်လာပြီးအဲ့လူကြီးအပေါ်ကိုခုံအုပ်ကတပ်ဖြတ်လိုက်ပါရယ်ဒီဖြစ်ပျက်တွေဖြစ်ပြီးရဲ့နောက်ပိုင်းမှာတော့မိမငယ်လေးတောက်ကဗရောက်တန်လို့ခေါ်တဲ့ကြေးပါလေးရဲ့လမ်းမပေါ်မှာလမ်းလျှောက်နေခဲ့ပြီးခဏကြာမှတော့လမ်းမပေါ်မှာပဲပြစ်လဲကျသွားပါရယ်ဗရောက်တန်ရွာသားတွေကလည်းသူတို့ရွာသူမဟုတ်တဲ့မိမငယ်လေးတူလမ်းမပေါ်မှာပြစ်လဲကျနေရတွေ့တော့အားလုံးလည်းအဲ့မိမငယ်လေးကိုကူညီဖို့အတွက်ရောက်လာပါရယ်ဟေးတော့ဘယ်ရွာလဲကြည့်ရခရီးသွားနေတူတယ်ဒီရွာနေ60မှာတော့ငါတို့မမြင်ဘူးကဲနင်တို့တွေကလည်းတစ်ဖက်သားဒုက္ခရောက်နေရအောင်ဘယ်ရလဲဘာတူလဲနဲ့အဖွားယုံကဝင်ပြောလိုက်ပါရယ်အဲ့လူအုပ်ထဲမှာအဖွားယုံလဲပါပြီးတော့ရွာသားတွေကလည်းမိမငယ်လေးဖြစ်နေရကြောင်းထူမပေးဖို့အတွက်မတင်တာကြောင့်အဖွားယုံကပဲဦးစီးပြီးတော့အဲ့မိမငယ်လေးကိုကူညီပြီးတော့အဖွားယုံရဲ့အိမ်မှာပဲနားခိုစေခဲ့ပါရယ်မိမငယ်လေးတသားလာတဲ့အခါမှာအဖွားယုံကမေးကြည့်လိုက်တော့မိမငယ်လေးရဲ့နာမည်ကအင်ချစ်ဖြစ်ပြီးတော့ဗရောက်တန်းကြေးရွာလေးနဲ့ရွာ300လောက်ချတဲ့ရွှေဘုံသားဆိုတဲ့ကြေးရွာလေးကမိဘတွေစီကိုတောင်းမယ်ဆိုတာသိလိုက်ရပါတယ်။အဖွားယုံကလည်းသမီးလေးအခုချက်ချင်းတော့မတော်ပါနဲ့ဘူးလားသမီးရဲ့သမီးကိုကြည့်ရတာအရန်သွေးအားနေနေပုံပဲအားကြောင့်သမီးမူးလဲတာဒါဖြစ်သမီးရဲ့အဖွားယုံရဲ့အိမ်မှာပဲတရက်နှစ်ရက်လောက်နားလိုက်ပေါ့နော်သမီးဒါကြောင့်အင်ချစ်လွတ်ခေါ်တဲ့ကောင်မလေးကလည်းအဖွားယုံရဲ့အိမ်မှာပဲတရက်နှစ်ရက်လောက်တဲခိုးဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတော့တတတော်မှာပဲမိဘတွေရှိရဲ့ရွာစီကိုခရီးဆက်ဖို့ဆုံးဖြတ်လိုက်ပါရယ်ညဘက်ကိုရောက်တဲ့ခါမှာတော့အဖွားယုံလည်းအင်ချစ်ကိုအိယာပြင်ဆင်ပေးလိုက်ပါရယ်သမီးလေးအင်ချစ်အေးဝါအိမ်နော်လိုအပ်တာတစ်ခုခုရှင်လေအဖွားကိုပြောဟုတ်ကဲ့ပါအဖွားသမီးအဆင်ပြေပါရယ်အေးသမီးလေးဒါဆိုအဖွားလည်းဖျားဝတ်ပြူပြီးအိတ်တော်မယ်နော်သမီးအဖွားယုံကအဲ့လိုပြောဆိုပြီးရင်တော့အင်ချစ်အိယာရှိကဖျားစင်မှာလက်အုပ်ချပြီးတော့ဖျားရှိခိုးပါရယ်ဩဃာတကာယေကံဝစီကံမနောကံအဖွားယုံကဖျားရှိခိုးနေစမှာပဲအိတ်ချစ်ကအိယာဘောကနေမယိုးမရွာဖြစ်လာခဲ့ပြီးတော့အိတ်ချစ်ရဲ့ပုံကွယ်နေတဲ့အရိုင်းစိတ်တွေကိုနှိုးဆပေးလိုက်တယ်လို့ဖြစ်သွားပါရယ်အဖွားဖျားစားရရွနေငါဘယ်လိုလုပ်ရမလဲအိတ်ချစ်တောင်ထူးထူးဆန်းဆန်းအတွေ့တွေကိုတွေးမိနေပြီးတော့တပတော်တခတ်သိန်းသောအပြစ်တို့ကိုကြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယအဖွားယုံကဖျားစာကိုဆက်လက်ရွှတ်ဖတ်လိုက်တဲ့အခါမှာအင်ချစ်ကအိယာဘောကနေကုန်းထလာခဲ့ပါရယ်အင်ချစ်ရဲ့ပုံစံကလည်းတခြားရွာမိဘတွေစီကိုတောတွေ့မဲ့ပုံစံမျိုးနဲ့မတူတော့ပဲဇလန်းအစလူကြီးကိုတပ်ဖြတ်ခဲ့တဲ့မကောင်းဆိုးဝါးတစီမာနဲ့တူနေပါရယ်အဲ့နောက်မှာတော့အင်ချစ်ကဖျားရှိခိုးနေတဲ့အဖွားယုံရဲ့နောက်ကနေမတန်ရန်နေလိုက်ပြီးအဖွားသမီးတောင်းမှမှာတဲ့သမီးကမကောင်းဆိုးဝါးတစ်စီတစ်ခေါက်မှာသမီးအပေါ်အဖွားထားရဲ့စေနာတွေနဲ့မြတ်တာတွေကြောင့်သမီးအဖွားကိုရမပြုတ်ဘူးလို့ဆုံးဖြတ်ထားခဲ့တာဒါပေမဲ့အဖွားဖျားရှိခိုးတဲ့စာတွေကိုရွတ်ဖတ်နေတော့သမီးဘလို့မှမနေနိုင်တော့ဘူးအဲ့တော့သမီးရဲ့လူအသွေးသားနဲ့ဆာလောင်မှုတွေကိုချုပ်တီးထားတာတွေကအဖွားကြောင့်ပြတ်ကုန်ပြီအဖွားသမီးတို့တကယ်စေနာရှိရဆိုရင်တော့အဖွားရဲ့အသက်ကိုပါပေးလိုက်ပါတော့အဲ့လိုပြောဆိုပြီးတော့မကောင်းဆိုးဝါးတစ်စီမှာအင်ချစ်ကအဖွားရဲ့ခန္ဓာကိုယ်ပေါ်ကိုခုံအုပ်လိုက်ပြီးတော့လူအသွေးသားကိုစားသုံးလိုက်ပါရယ်တကယ်တော့အိတ်ချစ်ကမကောင်းဆိုးဝါးတစ်စီမှတစ်ကောင်ဖြစ်ပြီးတော့ပုံမှန်လူတွေလိုအသက်ရှင်နေထိုင်နိုင်မှုအတွက်နဲ့လူအသွေးနဲ့အသားကိုလိုအပ်တာဖြစ်ပြီးတော့ဇလန်းအစလူကြီးကိုလည်းအိတ်ချစ်ပဲတတ်လိုက်တာဖြစ်ပါတယ်အိတ်ချစ်လည်းအဖွားယုံရဲ့ဦးနဲ့ကလေးစားတွေကိုပါတခုမချန်အကောင်စားတောက်လိုက်ပြီးတော့ဘိုက်ဝသွားတဲ့အခါမှာတော့အဖွားယုံရဲ့ခန္ဓာကိုယ်ကိုအပြင်ကိုတဲထုတ်သွားခဲ့ပြီးတော့စိုက်ခင်းတွေရဲ့ဘေးမှာသွားပစ်ထားလိုက်ပါရယ်ညနာတကောင်ကြောကြီးဖြစ်နေတဲ့အတွက်မကောင်းဆိုးဝါးတစ်စီမှအိတ်ချစ်အလောင်းကြီးကိုတဲပြီးအပြင်ဘက်မှာသွားလာနေတာကိုဘယ်သူမှမသိလိုက်ကြပါဘူးဒီလိုနဲ့နေရာလောက်ကြာတဲ့အခါမှာတော့စိုက်ခင်းတွေရဲ့ပိုင်ရှင်ရွာသားကလည်းအသီးရွက်တွေကိုခူးမဲ့အရက်ကိုရောက်တဲ့အတွက်စိုက်ခင်းတွေဟာအသီးရွက်တွေခူးနေတဲ့အချိန်မှာပဲတနေရာရောက်မှာတော့အသီးရွက်တွေခူးနေတော့ရုပ်ပြက်စင်ပြက်နဲ့သေဆုံးနေတဲ့အလောင်းကြီးကိုရှာတွေ့ခဲ့ပါတယ်။ရွာသားလည်းကြောက်လန့်တကြားနဲ့နောက်ကိုလန့်ကျသွားခဲ့ပြီးတော့အပုပ်နဲ့နေရာလေးစိုးဝါနေရာကြောင့်အံ့မာရယ်။အဲ့နောက်မှာတော့ရွာသားလည်းရွာမှာရှိနေတဲ့လူကြီးတွေကိုခေါ်ပြီးတော့သူတွေ့ခဲ့တဲ့အလောင်းကြီးကိုပြလိုက်ပါရယ်။ဟေးကြည့်ရတာအဖွားရဲ့အလောင်းမဲနေပဲကွာဥရိကလေးစားလည်းမရှိအောင်ကြည့်ရတာတော့မသိခင်အဖြစ်ပြက်ဆိုးကြီးတစ်ခုခုနဲ့ကြုံခဲ့ရတာနေမယ်ဟုတ်လောက်မယ်ဗျဒါနဲ့အဖွားရဲ့အိမ်မှာဟိုနေ့ကရွာလမ်းမပေါ်မှာမူးလဲနေကောက်မလေးလည်းရှိနေအဲ့တော့ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာသိဖို့အခုပဲအဖွားရဲ့အိမ်ကိုသွားကြည့်ရအောင်ကွာဒီလိုနဲ့ရွာသားတွေကလည်းအဖွားရဲ့အိမ်ကိုအခြေအနေကြည့်ဖို့အတွက်သွားခဲ့ပါရယ်ရွာသားတွေရောက်လာတဲ့အချိန်မှာတော့မကောင်းဆိုးဝါးတစ်စီမှအိမ်ချစ်ကအိမ်အောင်ထမှရှိနေခဲ့ပါရယ်ကောက်မလေးအဖွားရှိလားရှိပါရယ်ဒါဖြစ်အဖွားပဲမလဲအိမ်ပေါ်မှာပါရှင်
ရွာသားတွေကလည်းကောင်မလေးပြောတော့ကြားတဲ့အခါမှာအိမ်မော်ချက်ချင်းဆိုသလိုပြေးတက်သွားခဲ့ပါတယ်အိမ်မော်ရောက်တဲ့အခါမှာတော့တအိမ်လုံး6ကတ်တိတ်ဆိတ်နေပြီးတော့အဖွားယုံကိုလည်းရှာမတွေ့ဖြစ်နေပါတယ်ရွာသားတွေကအိမ်မော်မှာအဖွားယုံကိုရှာဖွေနေတော့မှပဲအပြင်ဘက်မှာတော့ပဝင်းကျင်တစ်ခုလုံးကမဲမောင်လာခဲ့ပြီးတော့ငှဆိုးထိုးတန်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်အဲဒီအချိန်မှာပဲအိမ်ကြီးရဲ့ဗရင်မဘော်ကိုတဆေမအင်ချစ်ကခုန်တက်လာခဲ့ပြီးတော့နင်တို့တွေကအသက်အပူပါတယ်နဲ့တူတယ်ငါနဲ့တွေ့ရင်တော့အပူပါတဲ့အသက်ကိုပါငါနှုတ်ပြီးမှာအဲ့လိုပြောဆိုပြီးရဲ့နောက်မှာတော့အနှဲ့ရောင်မီကိုတွေထွက်ပေါ်လာပြီးမျက်လုံးရဲရဲကြီးတွေနဲ့ခန္ဓာကိုယ်တစ်ခုလုံးကမီးလောင်ထားသလိုပျက်စီးနေတဲ့ခန္ဓာကိုယ်ကြီးနဲ့မကောင်းဆိုးဝါးတဆေမကြီးဖြစ်ကိုပြောင်းလဲသွားခဲ့ပါရဲ့မကောင်းဆိုးဝါးတဆေမလည်းအနီးနောက်မှာရှိရဲ့ရွာသားတယောက်ကိုတိုက်ခိုက်ဖို့ပြေးဝင်သွားပြီးမြဲရွာသားမကအဆောင်လောက်ဖွဲ့ရှင်နေအောင်တိုက်ခိုက်လို့မရပဲကျန်တဲ့ရွာသားတွေကိုအသေးသက်ကတိုက်ခိုက်လိုက်ပါရဲ့ရွာသားတွေအကုန်လုံးဒီပါလေပြေးရသူကပြေးနေမကောင်းဆိုးဝါးမရဲ့တိုက်ခိုက်တာကိုခံရလို့တေးသူအားတေးကုန်ပါပြီအဆောင်လက်ဖွဲ့ရှိရဲ့ရွာသားနေလင်းအောင်ကလည်းထွက်ပြေးလွတ်မြောက်လာခဲ့ရဆိုပေမဲ့မကောင်းဆိုးဝါးမကြီးကရွာသားနေလင်းအောင်ကိုတိုက်ခိုက်ဖို့ထပ်လုပ်ပါရယ်ရွာသားနေလင်းအောင်ဆိုတာကတော့ရွာမရှိရဲ့အထက်လန်းဆရာနိုင်ကြီးရဲ့တပည့်ရှင်ဖြစ်ပြီးတော့အခုတော့ရွာသားနေလင်းအောင်ကိုတဆေမကြီးကတပ်ဖို့ပြင်းနေတဲ့အချိန်မှာပဲနတ်ဆရာနိုင်ကြီးရောက်လာခဲ့ပြီးတော့မော်စီရင်တွေရွတ်ဖတ်လိုက်ပြီးမကောင်းဆိုးဝါးမကိုတိုက်ခိုက်လိုက်ပါရယ်မကောင်းဆိုဝါမှလည်းနတ်ဆရာနိုင်ကြီးရဲ့တိုက်ခိုက်မှုကြောင့်မြေပြင်ပေါ်လေးကျသွားခဲ့ပြီးတော့သူ့ကိုတိုက်ခိုက်ဖို့လာတဲ့အတွက်မကောင်းဆိုဝါမှလည်းဒေါသထွက်သွားခဲ့ပြီးတော့နတ်ဆရာတို့ဆရာတပည့်ကိုတိုက်ခိုက်ဖို့ပြင်မာတယ်။ဒါပေမဲ့လည်းနတ်ဆရာနိုင်ကြီးရဲ့မော့အစီရင်တွေကချုံနှောင်ထားပြီးတော့တိုက်ခိုက်နေတာကြောင့်မကောင်းဆိုဝါမှလည်းအလူးလေးကိုခံနေရပါရဲ့။အဲ့နောက်မှာတော့မကောင်းဆိုဝါမှကနတ်ဆရာရဲ့အချုံနှောင်တွေကနေလွတ်အောင်ရှောင်တိန်နိုင်ခဲ့ပြီးတော့တိုက်ခိုက်ဖို့အချိန်ချင်းကြိုးစားပေမဲ့အနာကိုကပ်မရဖြစ်နေခဲ့ပါရဲ့။ဒီလိုနဲ့နတ်ဆရာနိုင်ကြီးကလည်းမကောင်းဆိုဝါမကိုမော်စီရင်တွေနဲ့တတလုံးချုပ်ထားဖို့ပြင်နေတဲ့အချိန်မှာပဲမကောင်းဆိုဝါမကအိမ်နေရာကနေအခုံးငွေတွေဖြစ်ပျောက်ကွယ်သွားခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်မကောင်းဆိုဝါမအားနေနေပြီးတော့မပြေးနိုင်တော့တာကိုသိတဲ့ဆရာတပည့်နှစ်ယောက်သားလေးမကောင်းဆိုဝါမပြေးသွားတဲ့ဘက်ကိုလိုက်လာခဲ့တဲ့အခါမှာတော့ရေတွေတသွင်စီဆင်းနေတဲ့မြေကြီးတစ်ခုရဲ့နာကိုရောက်တဲ့အခါမှာရပ်တက်လိုက်ပြီးတော့ဒီမကောင်းဆိုဝါမဒီနားမှာရှိမှသိကြတယ်တတိဝရိယရှိနေတပည့်သူတို့တွေစကားပြောနေတဲ့အချိန်မှာပဲမကောင်းဆိုးဝါးမကနောက်ကနေအရှိန်ဟုန်နဲ့နတ်ဆရာရဲ့တပည့်ဖြစ်သူနေလင်းအောင်ကိုရေထဲကိုတွန်းချလိုက်ပြီးတော့နတ်ဆရာကိုလည်းအလဲငိုက်တိုက်ခိုက်ပါရယ်အလဲငိုက်တိုက်ခိုက်ခံလိုက်ရတာကြောင့်နတ်ဆရာကြီးလည်းမကောင်းဆိုးဝါးမရဲ့တိုက်ခိုက်မှုအောက်မှာတရားရသွားခဲ့ပြီးတော့လဲကျနေတဲ့အချိန်မှာမကောင်းဆိုးဝါးမလည်းနတ်ဆရာကိုပါမြစ်ထဲကိုကန်ချလိုက်ပါရယ်မကောင်းဆိုးဝါးတစေမကြီးကတော့တက်ကိုသူအာနိုင်သူကြီးတယောက်အနေနဲ့မြေကမ်းပေးမှာရှက်နေခဲ့ပါရယ်အဲဒီအချိန်မှာပဲနတ်ဆရာနိုင်ကြီးကမကောင်းဆိုးဝါးမမသိအောင်ချုံမုတ်တွေကိုဆဲပြီးတော့ပြန်တက်နိုင်ခဲ့ပါရယ်ကံမော်ရောက်တာနဲ့နတ်ဆရာနိုင်ကြီးကလည်းမကောင်းဆိုးဝါးမကိုချုပ်နှောင်လိုက်ပြီးတော့ဒုတ်ချောင်းထဲမှာမကောင်းဆိုးဝါးမရဲ့ဝိညာဉ်ကိုချုပ်ထားလိုက်ပါရယ်ပြီးရနဲ့နတ်ဆရာနိုင်ကြီးလည်းမကောင်းဆိုးဝါးမကိုချုပ်နှောင်ထားတဲ့ဒုတ်ချောင်းကိုရေရီသွင်းသွင်းစီးဆင်းနေတဲ့မြစ်ထဲကိုပစ်ချလိုက်ပြီးတော့မကောင်းဆိုးဝါးတစ်စီမှအိမ်ချစ်ကလည်းရေစီးတွေရဲ့နောက်ကိုမျောပိုင်းနေဒီနေရာမှာမကောင်းဆိုးဝါးတစ်စီမှဆိုတာပရိသတ်တို့နားလေလွယ်အောင်တင်ဆက်ပေးခဲ့တာဖြစ်ပြီးတော့အိမ်ချစ်ဆိုတဲ့ကောင်မလေးကလည်းအပေမုံဘွားကလူတို့နားလေရခက်တဲ့မကောင်းဆိုးဝါးတစ်မျိုးပဲဖြစ်ပါတယ်ပရိသတ်များရှင်ဒီနေ့ကျမတို့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲရှင်ဇလံလေးကိုသဘောကျနှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်နားဆင်အားပေးခဲ့ကြလို့လေကျေးဇူးတူပဲတင်ရှိပါရရှင်